အီရန်နိုင်ငံကိုအမေရိကန်ကဘာလို့တိုက်တာလဲအီရန်ကရောဘာကြောင့်ပြန်ပြီးအာခံရဲတာလဲအီရန်နဲ့အမေရိကန်စစ်ဖြစ်ပြီးဟော့စမုတ်ရေလက်ချလဲပိတ်ရောမြန်မာပြည်ကသူတွေရောထိုင်းရောက်မြန်မာတွေရောတော်တော်များများလောက်ကြပါအောင်ကဲကြပါအောင်နဲ့စိုးရင်စိတ်တွေအင်မတန်များလာတယ်ဟုတ်တယ်အဲ့ဒါကတော့ရေနံရဲ့ပါဝါပဲရေနံဆိုတော့တာမန်အရေးတစ်မျိုးမဟုတ်ဘူးကမ္ဘာအာဏာကိုချုပ်ကင်ထားတဲ့စစ်ပွဲတွေကိုဖန်တီးပေးနိုင်တဲ့ကမ္ဘာအကြီးမားဆုံးတွေးကြိုးတွေကတခုရေနံရှိတဲ့နိုင်ငံကကမ္ဘာကြီးကိုမောင်းနေနိုင်တယ်ရေနံမရှိရင်တော့ဘာမှလုပ်လို့မရပဲဒူးထောက်သွားရနိုင်တယ်လူများစုကရေနံတစ်သေးဆိုရင်အာရပ်နိုင်ငံတွေကိုပဲပြေးမြင်ကြလိမ့်မယ်ဒါပေမဲ့ခမားထင်ထားတဲ့အရာကလုံးဝမှားနေတယ်ဟုတ်တယ်ဒီနေ့မှာတော့ကမ္ဘာရေနံအင်ပါယာကြီးကိုလက်ဝကြီးအုပ်ထိန်းချုပ်ထားတဲ့ထိပ်တန်းနိုင်ငံကြီး10နိုင်ငံအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ကောင်းပြီကမ္ဘာကြီးရဲ့နောက်ွယ်ကအမောင်ဆုံးကစားကွက်တွေကိုဖော်ထုတ်ဖို့အဆင်သင့်ဖြစ်ပြီလားနံပါတ်10ကူဝိတ်ကမ္ဘာမြေပုံပေါ်မှာတည်တည်လေးပဲရှိတဲ့နိုင်ငံတစ်ခုကကမ္ဘာစီးပွားရေးကိုဘယ်လိုချင်းချောက်နိုင်တာလဲအဖြေကတော့ရှင်းတယ်ကူဝိတ်နိုင်ငံရဲ့မြေအောက်မှာကမ္ဘာအကြီးမားဆုံးရေနံတိုက်တွေရှိနေလို့ဒီနိုင်ငံကတရက်ကိုရေနံစိမ်းစီပေပါပေါင်း3တန်းနီးပါးအထိထုတ်လုပ်နေပြီးကမ္ဘာအဆင့်30မှာရပ်တည်နေတာခင်ဗျားစဉ်းစားကြည့်ဘူးလားဒေါ်လာထက်တန်ဖိုးကြီးတဲ့ကူဝိတ်ဒိုင်နာငွေကြေးရဲ့အင်အားကဘယ်ကလာလဲဆိုတာအဲ့တော့ဒီမြေအောက်ကထွက်တဲ့ black gold လို့ခေါ်တဲ့ရေနံတွေကြောင့်ပဲတဲကန်နာရတတ်ပဲရှိတဲ့ဒီနေရာကိုကမ္ဘာအင်အားကြီးနိုင်ငံတွေကမျက်စိကျနေကြတော့အကြောင်းပဲမဟုတ်ဘူး1990ပြည့်နှစ်ကဒီရေနံတွင်းတွေကြောင့်ပဲပင်လယ်ကွေ့စစ်ပွဲကြီးဖြစ်ပွားခဲ့ပြီးလူပေါင်းများစွာတည်ဆုံခဲ့ရတယ်အာဏာရှင်တွေကဒီရေနံတွင်းတွေကိုလူယူဖို့တွေးချောင်းစီးခဲ့ကြတယ်ကူဝိတ်နိုင်ငံကတည်ငယ်ပေမဲ့သူ့ရဲ့ရေနံပါဝါကတော့ကမ္ဘာကြီးကိုတုံလို့ဆင်နိုင်တဲ့အထိပြင်းထန်လွန်းတယ်ဒါကအစာပဲရှိသေးတယ်နောက်ထပ်နိုင်ငံတွေကပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်နံပါတ်9ဘရာဇီးဆိုတာနဲ့လူတွေကဘောလုံးနဲ့ကခုန်ခြင်းတွေကိုပဲပြေးမြင်ကြလိမ့်မယ်ဒါပေမဲ့ခမားသတိမထားမိတဲ့အမှန်တရားတစ်ခုကဘရာဇီးကတောင်အမေရိကရဲ့အကြီးမားဆုံးရေနံအင်ပါယာကြီးဖြစ်နေပြီဆိုတဲ့အချက်သူတို့ကတရက်ကိုရေနံစိမ်းစီပေပါပေါင်း3.4 တန်းကျော်အထိထုတ်လုပ်ပြီးကမ္ဘာအဆင့်ကိုနေရာမှာရှိနေတယ်ပိုပြီးကြောက်စရာကောင်းတာကသူတို့ရဲ့ရေနံတွင်းတွေကအတ္တလန်တိတ်သမုဒ္ဒရာရဲ့အောက်ခြေမီတာထောင်ပေါင်းများစွာနဲ့တဲ့နေရာတွေမှာရှိနေတာသမုဒ္ဒရာအောက်ခြေကရေနံတွေကိုစုပ်ထုတ်ဖို့အတွက်သူတို့ကကမ္ဘာအမြင့်ဆုံးနည်းပညာတွေကိုသုံးပြီးစနစ်တစ်ခုလုံးကိုကစားနေကြတာဒါကရိုးရိုးလေးဖြစ်လာတာမဟုတ်ဘူးရေနံကုမ္ပဏီကြီးတွေရဲ့နောက်ွယ်ကနိုင်ငံရေးလက်ပေးလက်ယူမှုတွေတွေးထိုးမှုတွေနဲ့ရုန်းကန်ပြီးမှဒီနေရာကိုရောက်လာတာဘရာဇီးကကမ္ဘာရေနံလောကရဲ့လူမသိသူမသိဘယံတစ်ပါးဖြစ်လာပြီးရှေ့ဆက်ပြီးတော့လေဒီထက်ပိုပြီးထုတ်လုပ်ဖို့စီမံကိန်းတွေချထားတယ်နံပါတ်10အာရပ်စော်ဘွားများပြည်ထောင်စု UAE ဒါမှမဟုတ်ဒူဘိုင်းလို့ပြောလိုက်ရင်ရွှေတွေမုတ်ထိထိုးနေတဲ့အထက်မြင့်အဆောက်အုံတွေနဲ့ဘီလီယံတော်တွေကိုပဲပြင်းပြင်းကြမှာဒါပေမဲ့အဲ့ဒီစီစဉ်ချမ်းသာတွေအားလုံးရဲ့မြစ်ဖြားခံရကတော့မြေအောက်ကထွက်တဲ့ရေနံစိမ်းတွေပဲတရက်ကိုရေနံစိမ်းစီပါ4တန်းနီးပါးအထိထုတ်လုပ်ပြီးကမ္ဘာအဆင့်8နေရာမှာရှိနေတယ်တဲကနာရတဲ့ကရွာငယ်လေးဘွားကနေကမ္ဘာချမ်းသာဆုံးမင်းနေပြည်တော်ကြီးဖြစ်လာအောင်လုပ်ပေးခဲ့တာကတော့အဲ့ဒီရေနံရဲ့ပါဝါပဲသူတို့ကရေနံကုန်သွားမဲ့နေ့ကိုကြိုတင်တွက်ချက်ပြီးအခုအချိန်မှာခရီးသွားလုပ်ငန်းနဲ့နည်းပညာတွေဘက်ကိုခြေလှမ်းပြင်နေကြတယ်ဆိုလိုတာကရေနံကိုလက်နက်တစ်ခုလိုသုံးပြီးကမ္ဘာစီးပွားရေးထိပ်တန်းနေရာကိုအပိုင်စီးကြတာနံပါတ်9အီရန်နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေစစ်မီးတွေနဲ့နှစ်ပေါင်းများစွာဝန်းရံခံထားရတဲ့အီရန်နိုင်ငံကဘယ်လိုလုပ်ပြီးအသက်ရှင်နေရတာလဲအဖြေကတော့ခမားတို့အထင်သေးလို့မရတဲ့ရေနံပါဝါကြောင့်ပဲအီရန်ကတရက်ကိုရေနံစိမ်းစီပါပေါင်း4တန်းကျော်ထုတ်လုပ်ပြီးကမ္ဘာအဆင့်ကိုနေရာမှာရှိတယ်အမေရိကန်နဲ့အနောက်နိုင်ငံတွေကအီရန်ကိုစီးပွားရေးအရာအသေးအလဲပိတ်ဆို့ထားပေမဲ့အီရန်ရဲ့ရေနံကိုတော့ကမ္ဘာကြီးကတိတ်တဆိတ်ဝယ်ယူနေရတော့မယ်။ဘာကြောင့်လဲဆိုတော့ရေနံမရှိရင်ကမ္ဘာကြီးကရပ်တန့်သွားနိုင်တယ်။အီရန်ကဒီရေနံကရတဲ့ငွေကြေးတွေနဲ့ပဲသူ့ရဲ့စစ်တပ်နဲ့နျူကလ িয়ার စီမံကိန်းတွေကိုရန်ပုံငွေထောက်ပံ့ပေးနေတာ။စစ်ပွဲတွေရဲ့နောက်ွယ်ကအဓိကလက်မဲကြီးကလည်းဒီရေနံတွင်းတွေပဲ။နံပါတ်6 China တရုတ်လူများစုကတရုတ်နိုင်ငံကိုကုန်ပစ္စည်းတွေထုတ်လုပ်တဲ့စက်ရုံကြီးတစ်ခုလိုပဲထင်ကြတယ်။ဒါပေမဲ့တရုတ်ကကမ္ဘာအကြီးမားဆုံးရေနံထုတ်လုပ်တဲ့နိုင်ငံတွေကတနိုင်ငံဖြစ်နေတယ်ဆိုတာခင်ဗျားသိလား။တရက်ကိုရေနံစိမ်းစီပေပါပေါင်း4.3 တန်းကျော်ထုတ်လုပ်ပြီးကမ္ဘာအဆင့်6နေရာမှာရှိတယ်။ပြဿနာကဘာလဲဆိုတော့တရုတ်နိုင်ငံရဲ့စက်ရုံတွေနဲ့လူဦးရေအတွက်ဒီလောက်အများကြီးထုတ်လုပ်တာတော့မလောက်ငှဘူးဖြစ်နေတာ။သူတို့ကကိုယ်တိုင်လည်းအများကြီးထုတ်တယ်လို့ကမ္ဘာပေါ်ကရှိသမျှရေနံတွေကိုလည်းလိုက်လံသိမ်းပိုက်ဝယ်ယူကြတယ်။ဒါကစနစ်တစ်ခုလုံးကိုစိုးမိုးဖို့စ조사နေတဲ့မဟာဗျူဟာပဲ။အာဖရိကကနေအရှေ့အလယ်ပိုင်းအထိတရုတ်ရဲ့ခြေလှမ်းတွေကရေနံတွင်းတွေကိုထိန်းချုပ်ဖို့ရှေ့ရှုနေတာဖြစ်တယ်။တရုတ်နိုင်ငံရဲ့ထိပ်တန်းအင်အားကြီးနိုင်ငံဖြစ်လာမှုနောက်ွယ်မှာဒီလိုမျိုးရေနံကိုအငမ်းမရရှာဖွေထုတ်လုပ်နေရတဲ့လျှို့ဝှက်ချက်တွေလည်းရှိတယ်။
နံပါတ်5အီရတ်လို့ပြောလိုက်တာနဲ့စစ်ပွဲတွေဘုံပေါက်ကွဲမှုတွေနဲ့အာဏာရှင်ဆဒမ်ဟူစိန်ကိုပဲပြင်းပြင်းကြားလိုက်မယ်တမိုင်းစာအုပ်တွေထဲမှာတော့ဒါကဒီမိုကရေစီအတွက်တိုက်တဲ့စစ်ပွဲလို့ပဲရေးထားပေမဲ့တကယ်အမှန်တရားကတော့ရေနံလူပွဲတတ်ပဲတရက်ကိုရေနံစိမ်းစီပါပေါင်း4.4 တန်းကျော်ထုတ်လုပ်ပြီးကမ္ဘာအဆင့် 5 နေရာမှာရှိတယ်အီရတ်ပြည်သူတွေကသူတို့မြေအောက်မှာကမ္ဘာအကောင်းဆုံးရေနံတွေရှိနေပေမဲ့စစ်ပွဲတန်ကြောင့်ဒီနေ့အထိစင်ရဲတွေနှက်နေကြတော့မယ်ဒါကလောကကြီးရဲ့လောင်ပြောင်မှုတစ်ခုပဲတယံဇာတာရှိပေမဲ့အင်အားမရှိရင်အဲ့ဒီတယံဇာတာကပဲကိုယ့်ကိုပြန်တတ်မယ်ဒါဖြစ်လာတတ်တယ်အီရတ်ရဲ့ရေနံသွင်းတွေကကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ငွေရှာဆက်တွေဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာပြည်သူတွေရဲ့သွေးနဲ့မျက်ရည်တွေပေးဆက်ထားရတယ်နံပါတ်၄ကနေဒါနိုင်ငံကိုအေဂျင့်နဲ့တဘာဝပတ်ဝန်းကျင်ကိုချမ်းမြတ်လို့တဲ့နိုင်ငံတစ်ခုလို့ခမထင်လားအဲ့ဒါခမကိုသူတို့ပြထားတဲ့မျက်နှာဖုံးတတ်ပဲကနေဒါကတရက်ကိုရေနံစိမ်းစီပါပေါင်း9.9 တန်းကျော်အထိထုတ်လုပ်ပြီးကမ္ဘာအဆင့်လေးနေရာမှာရှိတယ်ပို့ပြီးတော့ဆိုတာကကနေဒါရဲ့ရေနံတွင်းတွေကတာမန်ရေနံတွေလို့မဟုတ်ဘဲနဲ့ဝိုင်းဆန်းလို့ခေါ်တဲ့ရေနံတဲတွေကနေထုတ်ယူရတာဖြစ်တယ်ဒီလိုထုတ်ယူဖို့အတွက်အယ်ဘာတာပြည်နယ်ကနေတစ်တိုးကြီးတွေကိုအမြင့်ပြတ်ခုတ်လေပြရပြီးတော့တဘာဝပတ်ဝန်းကျင်ကိုအကြီးအကျယ်ဖျက်ဆီးနေရတယ်သူတို့ကတစ်ဖက်မှာကမ္ဘာကြီးပူနွေးမှုကိုကာကွယ်ရမယ်လို့ပြောနေပေမဲ့တခြားတစ်ဖက်မှာတော့ငွေကြေးပါဝါအတွက်ကမ္ဘာအညစ်ပတ်ဆုံးနီလန်နဲ့ရေနံတွေကိုထုတ်ယူတုံးဆွဲနေတာဒါကအစိမ့်မြင့်နိုင်ငံကြီးတွေရဲ့ဝီဟောဒီပဲနံပါတ်3ဆော်ဒီအာရေဗျကမ္ဘာရေနံလောကရဲ့ဘယံလို့လူတိုင်းသတ်မှတ်ထားတဲ့ဆော်ဒီအာရေဗျကအဆင့်3နေရာမှာပဲရှိတယ်သူတို့ကတရက်ကိုရေနံစိမ်းစီပါပေါင်း6 တန်းနီးပါးအထိထုတ်လုပ်နေတာဖြစ်တယ်ဆော်ဒီနိုင်ငံရဲ့အာဏာနဲ့စီးစိမ်အားလုံးကဒီရေနံပေါ်မှာအခြေခံထားတာသူတို့စကားတခွန်းပြောလိုက်ရင်ဒါမှမဟုတ်ရေနံဈေးကိုကစားလိုက်တာနဲ့ကမ္ဘာတစ်ခုလုံးကစီးပွားရေးတွေကမောက်ကမဖြစ်သွားနိုင်တယ်အမေရိကန်နိုင်ငံကတော့ဆော်ဒီကိုအမြဲတမ်းကြည့်နေရတာဒီရေနံရဲ့ပါဝါကြောင့်ပဲဆော်ဒီရဲ့တော်ဝင်မျိုးနယ်တွေကဒီရေနံကရတဲ့ငွေတွေနဲ့ပဲကမ္ဘာအာဏာရှင်စံတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်တာဖြစ်တယ်နံပါတ်1ရုရှားယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနိုင်ငံတကာကပြင်းပြင်းထန်ထန်ပိတ်ဆို့ထားတဲ့ကြားကရုရှားနိုင်ငံဘယ်လိုလုပ်ပြီးစစ်စရိတ်တွေကိုတန်းနဲ့ချီသုံးနိုင်နေသေးတာလဲအဖြေကတော့ရှင်းတယ်ရုရှားကတရက်ကိုရေနံစိမ်းစီပါပေါင်း10 တန်းကျော်ထုတ်လုပ်ပြီးတော့ကမ္ဘာအဆင့်နဲ့နေရာမှာရှိနေတာဗလာဒီမာပူတင်ရဲ့အကြီးမားဆုံးလက်နက်ကနျူကလ িয়ার မဟုတ်ဘူးအဲ့ဒါကတော့ရေနံနဲ့သဘာဝဓာတ်ငွေဥရောပနိုင်ငံတွေကရုရှားကိုမုန်းပေမဲ့ရုရှားရဲ့ရေနံကိုတော့မဝယ်ပဲမနေကြဘူးပူတင်ကဒီရေနံကိုသုံးပြီးတော့ကမ္ဘာနိုင်ငံရေးကစားကွက်ကိုသူ့စိတ်ကြိုက်ကစားနေတာရုရှားနိုင်ငံအနောက်ဘက်ကအေးခဲနေတဲ့မြေအိုင်းကြီးတွေရဲ့အောက်မှာကမ္ဘာကြီးကိုနှစ်ပေါင်းများစွာထောက်ပံ့နိုင်တဲ့ရေနံတိုက်ကြီးတွေရှိတယ်ဒါကရုရှားကိုကာကွယ်ပေးထားတဲ့တန်မဏိဒိုင်းလွှာကြီးတွေလိုပဲနံပါတ်1အမေရိကန်ပြည်ထောင်စု United States ဟုတ်တယ်ခင်ဗျားတို့အားလုံးအံ့ဩသွားကြလိမ့်မယ်ကမ္ဘာရေနံကိုအများဆုံးထုတ်လုပ်နေတဲ့ထိပ်ဆုံးနိုင်ငံကအာရပ်နိုင်ငံတွေမဟုတ်ဘူးရုရှားလည်းမဟုတ်ဘူးအဲ့တော့အမေရိကန်ပြည်ထောင်စုပဲသူတို့ကတရက်ကိုရေနံစိမ်းစီပါပေါင်း73 တန်းနီးပါးအထိထုတ်လုပ်ပြီးကမ္ဘာစံချိန်တင်ပမာဏနဲ့အဆင့်တစ်နေရာကိုတင်ပိုက်ထားတာအထူးသဖြင့် fracking လို့ခေါ်တဲ့ကြောက်ဆောင်တွေကိုခွဲပြီးရေနံထုတ်တဲ့နည်းပညာနဲ့သူတို့ကကမ္ဘာရေနံလောကကိုအပြတ်သက်ပို့ဆွဲထားတာရေနံပါဝါကိုသူတို့ကိုယ်တိုင်ထိန်းချုပ်ထားနိုင်တာကဒေါ်လာငွေကိုကမ္ဘာအသုံးများဆုံးငွေကြေးဖြစ်အောင်လုပ်နိုင်တဲ့အကြောင်းရင်းတွေကတခုပဲဆိုတော့ခင်ဗျားစဉ်းစားကြည့်လောကကြီးမှာကျွန်တော်တို့မြင်နေရတဲ့နိုင်ငံရေးစစ်ပွဲတွေနဲ့စီးပွားရေးတိုးတက်မှုတွေရဲ့နောက်ွယ်မှာဘလောက်တောင်မှကြောက်စရာကောင်းတဲ့ရေနံလူပွဲကြီးရှိနေလဲဆိုတာနိုင်ငံကြီးတွေကသူတို့ရဲ့ရည်မှန်းချက်အောင်မြင်ဖို့ဆိုရင်တဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးဖို့စစ်ပွဲတွေကိုဖန်တီးဖို့ဝင်မလေးခဲ့ကြဘူးဟုတ်တယ်ကမ္ဘာပေါ်မှာကြောက်စရာအကောင်းဆုံးသတ္တဝါကလူသားတွေပဲဒီနေ့ဗီဒီယိုကိုကြည့်ပြီးတဲ့နောက်မှာပြဿနာတစ်ခုခုဖြစ်ရင်ခန်းစားချက်တွေနောက်ကိုကောက်ကောက်ပအောင်လိုက်မသွားနဲ့ဘာကြောင့်ဖြစ်တာလဲဘယ်သူတွေကအတာရမှာလဲဘယ်သူတွေကပေးဆက်ရမှာလဲစသဖြင့်ကမ္ဘာအာဏာရှင်တွေရဲ့ကစားကွက်ကိုတဲတဲကွက်ကွက်မြင်ဖို့လိုတယ်လို့ပြောရင်းနဲ့ပဲမိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့လို့ရပါတယ်ကြည့်ရှုပေးခဲ့ကြသူအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ